ဒီကဘာပေါ်မှာလူတစ်ယောက်ဟာအင်အားကြီးလွန်းတာကြောင့်တင်အသက်ခံရနိုင်တယ်ဆိုတာသင်ယုံကြည်ပါသလားရှေးဟောင်းတကောင်းပြည်မှာမောင်တင်တယ်ဆိုတဲ့ပန်းမဲစရာတဦးရှိခဲ့ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ဟာတမဏိလိုတောင့်တင်းပြီးအေးရမစင်ပြောင်ကြီးတွေကိုတောင်လက်ပလာနဲ့တတ်နိုင်သူပါ။သူဟာတန်တုံးကြီးတွေကိုထုရိုက်လိုက်တိုင်းတပြည်လုံးမြင်းကလေးလှုပ်သလိုတုန်ခါသွားတတ်ပါတယ်။ဒါကြောင့်သူ့ကိုမင်းမဟာကီရီလို့လူတွေကခေါ်ကြတယ်။မောင်တင့်တယ်ရဲ့ကြော်ကြားမှုဟာတကောင်းဘရင်ထံကိုရောက်သွားတဲ့အခါမှာတော့ဘရင်ဟာသူ့ရာဇပလင်အတွက်စိုးရိမ်လာပါတော့တယ်။ဘရင်ဟာမောင်တင့်တယ်ကိုဖမ်းဆီးဖို့စစ်တီတွေကိုဆေလွတ်လိုက်ပေမဲ့အင်အားကြီးတဲ့သူကိုဘယ်သူမှမရှင်နိုင်ခဲ့ပါဘူး။ဒါကြောင့်ဘရင်ဟာနီလန်းတစ်ကိုတုံးခဲ့ပါတယ်။မောင်တင့်တယ်ရဲ့ညီမတော်စောမေယာကိုမိဖုရားအဖြစ်တင်မြှောက်လိုက်ပါတယ်။တနေ့မှာတော့ဘရင်ဟာမိဖုရားကိုလိန်ညာပြောဆိုခဲ့တယ်။မင်းရဲ့အကိုကိုငါစီလာဖို့ဖိတ်လိုက်ပါငါသူ့ကိုမျိုးစားအရာပေးခြင်းလိုပါတဲ့။မောင်တင့်တယ်ဟာသူ့ညီမရဲ့စကားကိုယုံကြည်ပြီးတကောင်းမျိုးတဲကိုရဲရဲဝံ့ဝံ့ဝင်လာခဲ့ပါတယ်။ဒါဟာသူ့ဘဝရဲ့နောက်ဆုံးခရီးမှန်းသူမသိခဲ့ဘူး။သူ့မျိုးတဲရောက်တာနဲ့ဘရင်စစ်တီတွေကသူ့ကိုအစိတ်လူးများတွေနဲ့ဝိုင်းဝန်းပစ်ခတ်ပြီးဖမ်းဆီးလိုက်ပါတော့တယ်။ရက်ဆက်တဲ့ဘရင်ဟာမောင်တင့်နယ်ကိုစကောက်ဝါပင်ကြီးမှာချီနှောင်ပြီးအရှင်လက်လက်မီးရှို့တတ်ဖို့အမိန့်ပေးခဲ့ပါတယ်။မီးတောက်တွေဟာကောင်းကင်ယံအထိဟုံးဟုံးတောက်လောင်လာပြီးမောင်တင့်တယ်ရဲ့နာကျင်စွာအော်ဟစ်တန်တွေဟာမြို့တစ်ပြင်လုံးပဲ့တင်ထပ်သွားခဲ့တယ်။ဒါကိုမြင်လိုက်ရတဲ့ညီမတော်စောမေယာဟာမခံစားနိုင်တော့ပဲနောင်တော်ကြီးညီမလေးလာပြီလို့အော်ဟစ်ပြီးမိဘုံထဲကိုခုန်ဆင်းသွားခဲ့ပါတယ်။သူတို့မောင်နှမနှစ်ယောက်လုံးမိဘုံထဲမှာတေဆုံးသွားခဲ့ပေမဲ့သူတို့ရဲ့နာကြီးချက်တွေဟာပျောက်ကွယ်မသွားခဲ့ပါဘူး။စကားဝါပင်ကြီးရဲ့အရေးထဲကိုဝင်လာသမျှလူတွေနဲ့တိရစ္ဆာန်တွေကိုသူတို့ရဲ့ဝိညာဉ်တွေကဒေါသတကြီးနဲ့ဖန်ဆားတက်ဖြတ်ပါတော့တယ်။မြို့သူမြို့သားတွေဟာကြောက်လန့်ပြီးသူတို့မောင်နှမကိုအိမ်တွင်းမင်းမဟာကီရီအနက်အဖြစ်ကိုးကွယ်ခဲ့ရပါတယ်။ဒါပေမဲ့ဒီချိန်စာကတကယ်ပဲကုံဆုံးသွားပြီလား။ဆိုတာကိုခမရေးခဲ့ကြပါအောင်ရှင်။